အားလုံးပဲမင်္ဂလာပါအောင်ချမ်းမင်းဖို့ပေါ်မှာပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့မလ2ရက်စနေနေ့ည7:00နာရီခွဲမှာရှင်မြန်ကစားမဲ့ဘရတ်ဖို့ဝဟန်ဘရတ်ဖို့ level 90ရှုံး3လုံးပေါင်း30ဘရတ်ဖို့ရဲ့ပရီးမီးယားလိဂ်နောက်ဆုံး5ပွဲမှာ4ပွဲသေရေး1ပွဲရှုံးစစ်တိုက်နိုင်ပွဲပျောက်ဆုံးနေတာဖြစ်တယ်ဘရတ်ဖို့ဥရောပဝင်ခွင့်မျှော်လင့်ချက်ရှိနေသေးပဲဖြစ်တယ်အပေါ်ကအသင်းတွေနဲ့ရမကဓမ္မစီပဲကွာဟတယ်ဘရတ်ဖို့ခြေစွမ်းပိုင်းအကြပဲရောက်နေတာဒီနေ့အိမ်ဝင်ပွဲဆိုပြီးမှလွယ်ကူမှမထင်ဘူးဝဟန်ကတော့နောက်ဆုံးပရီးမီးယားလိဂ်6ပွဲမှာ1ပွဲပဲရှုံးထားတယ်ဝဟန်ချီပြန်တက်လာတယ်ပြောရမှာဖြစ်တယ်ဝဟန်တန်းစုံဖိအားတွေလည်းရှိနေသေးတယ်ဝဟန်လည်းရှုံးလို့မရဘူးဝဟန်ရဲ့အပေါ်ကအသင်းနဲ့အောက်ကအသင်းတွေကရမတ်တွေကဝဟန်နဲ့ကတ်နေတာဖြစ်လို့မို့ဝဟန်အနေဆုံးသေတော့ရအောင်ခံကစားမှာဖြစ်တယ်ဝဟန်ကဒီပွဲပြီးသွားရင်နောက်လာမယ့်ပွဲကအာဆင်နယ်ကစားမှာဖြစ်တယ်ဒါကြောင့်မို့ဝဟန်အနေနဲ့ဒီနေ့ပွဲကိုတော့အကောင်းဆုံးကြိုးစားပြီးတော့မရှုံးနိုင်ဘူးလို့ယူဆတဲ့ဝဟန်ဘော်ဒီနဲ့ကိုပေါ်ရွေးချယ်ပါတယ်နောက်တစ်ပွဲကတော့ရှင်းနိုင်ပွဲမှာရှင်မြန်ကစားမဲ့နယူကာဆယ်ဘရိုက်တန်ဒီနေ့မေလ2ရက်စနေနေ့ဖြစ်ပါတယ်နယူကာဆယ် level 30ရှုံး3လုံးပေါင်း50အဆက်ဆက်ကနယူကာဆယ်ကတော့ဘာမှမျှော်လင့်ချက်မရှိတော့ပါဘူးနယူကာဆယ်ရဲ့လက်ရှိခြေစွမ်းကအကြပဲရောက်နေတာဖြစ်တယ်နယူကာဆယ်ရဲ့ပရီးမီးယားလိဂ်နောက်ဆုံး5ပွဲမှာ5ပွဲလုံးရှုံးထားတယ်ရလဆိုးနေတာဖြစ်တယ်နယူကာဆယ်လက်ရှိခြေစွမ်းရနိုင်ဖို့ခက်ခဲနိုင်တယ်ဗရန်နိုင်ရဲ့နောက်ဆုံး5ပွဲမှာ4ပွဲနိုင်1ပွဲတည်ကြထားတယ်လက်ရှိပရီးမီးယားလိဂ်မှာခြေစွမ်းကောင်းနေတဲ့ရလကောင်းနေတာဖြစ်တယ်ဘရိုက်တန်မရှုံးနိုင်ဘူးထင်တယ်ဘရိုက်တန်ကဥရောပဝင်မျှော်လင့်ချက်ရှိနေသေးတယ်ဘရိုက်တန်ကြိုက်တယ်ဘရိုက်တန်ဘော်ဒီနဲ့ကိုပေါ်ရွေးချယ်ပါတယ်နောက်တစ်ပွဲကတော့ည7:00နာရီခွဲမှာရှင်မြန်ကစားမဲ့ကိုမိုနာပိုလီကိုမိုလည်းပဲ50ရှုံးနှလုံး50ရှုံးပြီးခဲ့တဲ့အပတ်စီရီနိုင်ပွဲပျောက်ဆုံးနေမှုကိုကိုမိုအသင်းအဆုံးသတ်နိုင်ခဲ့တယ်ကိုမိုချမ်းမဲလေးဝင်ခွင့်နေအတွက်မျှော်လင့်ချက်ရှိနေဆုံးဖြစ်တယ်ဒီအခွင့်အရေးကိုတော့လက်လွတ်ခံမယ်မထင်ဘူးကိုမိုနိုင်အောင်ကြိုးစားလိုက်မယ်ထင်တယ်နာပိုလီကလည်းပဲလူပြန်ဆုံနေပြီးတော့နောက်ဆုံး10ပွဲမှာ1ပွဲပဲရှုံးထားတယ်တခုရှိတာကနာပိုလီအဝေးကွင်းတည်ငြိမ်မှုမရှိသေးဘူးသူတို့နဲ့နောက်ဆုံးတွေ့ဆုံမှု9ပွဲမှာတော့ကိုမိုက3ပွဲနိုင်နာပိုလီက1ပွဲနိုင်1ပွဲတည်ကြထားတယ်တွေ့ဆုံမှုမှာတော့ကိုမိုအသင်းအသာရထားတယ်ကိုမိုဘော်ဒီနဲ့ကိုပေါ်ရွေးချယ်ပါတယ်နောက်တစ်ပွဲကတော့9နိုင်ခွဲမှာရှင်မြန်ကစားမဲ့ PSG လော်ရီယန် PSG နှလုံးပေါင်း83လုံး60ရှုံးPSG ကလီဂူမှာတော့ချမတ်ဖြတ်ထားပြီးသားဖြစ်လို့မို့ဒီနေ့ပွဲကိုတော့အာဝန်ဆိုင်မှုနည်းလာလိမ့်မယ်ထင်တယ်။ဂျိုင်းမာကမဲ့ချမ်းမြလိဒုတိယကျော့ပွဲစဉ်ကပို့ပြီးတော့ရေးကြည့်နေတာဖြစ်တယ်။လော်ရီယန်ကတော့ပထမကျော့တုန်းကလိုပဲခံကစားလာလိမ့်မယ်လို့ထင်တယ်။လော်ရီယန်ရှုံးရင်တော့ကိုပြတ်မရှုံးနိုင်ဘူးလို့ယူဆတယ်။လော်ရီယန်ဘော်ဒီနဲ့ကိုအောက်ရွေးချယ်ပါတယ်။နောက်တစ်ပွဲကတော့ည7:00နာရီမှာရှင်မြန်ကစားမဲ့မိုနာကိုတလုံး60ရှုံး3လုံး80ရှုံးဇီယာအောက်ဆုံးမှာရှိနေတဲ့မက်ကတော့ဘာမှအရေးမကြီးတော့ဘူးမက်ကတော့နောက်ဆုံး9ပွဲမှာလည်းပဲ4ပွဲရှုံးထားတယ်မိုနာကိုကတော့ဥရောပဝင်ခွင့်အတွက်နိုင်ပွဲပြန်ရဖို့